နို့တိုက်မိခင်ပိုးသက်စီတောက်လို့ရလားဆိုတဲ့ကိစ္စမင်္ဂလာပါဆရာတော်ဆိုင်ရသူပါဒီနေ့မေးထားတဲ့မေးခွန်းလေးကသူကနို့တိုက်မိခင်ဖြစ်တော့အစာရင်စီးရတယ်ပိုးသက်စီပါတဲ့ဟာတွေတောက်နေရတယ်အဆင်ပြေလားလို့မေးထားတာပေါ့နော်အဲ့တော့ပြေတဲ့ဈေးတွေရှိတယ်မပြေတဲ့ပိုးသက်စီတွေရှိတယ်အဲ့တော့မိခင်ရဲ့တောင်းကဘာလဲဆိုတော့ကိုကတခုခုစေကုသမှုခံယူရမယ်ဆိုရင်အမြဲတမ်းကျမနို့တိုက်မိခင်မှာဆိုတဲ့အကြောင်းကိုပြနေတဲ့ကိုကုနေတဲ့ဆရာဝန်ကိုပြောပြဖို့လိုအပ်ပါတယ်အဲ့ဒီကြလို့ရှိရင်ဆရာဝန်ကနေပြီးတော့ကလေးကိုညှက်ဆက်ပြီးတော့နို့လဲတိုက်လို့ရမယ်เนาะမိခင်လည်းတောက်လို့အဆင်ပြေမယ်ဆိုတဲ့ဆေးတွေကိုရွေးပြီးတော့ပေးပါလိမ့်မယ်เนาะအဲ့တော့အခုအစာအိမ်ပိုးကြောင့်မလို့တောက်နေရတဲ့ဆေးတွေဒီဒါပုံမှန်ဆရာတို့ပေးနေကြဆေးတွေဒီကလေးကိုမထိခိုက်တဲ့ဆေးတွေเนาะနို့တိုက်မိခင်ပုံမှန်ဆက်တောက်လို့ရတဲ့ဆေးတွေကြီးပဲဖြစ်ပါတယ်အဲ့တော့ဒါပြောပြထားတယ်ဆိုလို့ရှိရင်เนาะကိုပြောပြထားတဲ့ဆရာဝန်တိုက်တဲ့အတိုင်းပဲယုံကြည်နဲ့ဆက်ပြီးတော့တောက်စီခြင်းတယ်